ကိုကျွန်တော်စီပြီလေ နေရတယ်ကဲအဲ့ဒါဆိုငါစီမှာအခုလွတ်နေတဲ့နေရာမားကတ်တင်းပိုင်းတော့ရှိတယ်မင်းနဲ့ငါလည်းလူချင်းတွေပါသိနေရဆိုတော့ငါမျိုးအဲ့နေရာစီစဉ်ပေးမယ်ဟောဒါပေမဲ့အလုပ်ကိုကြိုးစားလို့မှတော့ရမယ်နော်3-4လလောက်လုပ်ပြီးထွက်သွားလို့တော့မရဘူးနော်နားလေလား ဟုတ်ကဲ့နားလည်းပါခင်ဗျပြီးတော့မင်းမားကတ်တင်းနဲ့ပတ်သက်ပြီးတော့အတွေ့အကြုံရှိလားရှိပါတယ်နည်းနည်းပါပါပေါ့ ကဲအဲ့ဒါဆိုရင် client ဘက်ကလာတဲ့စကားလေးငါမျိုးမေးကြည့်မယ်အဆင်ပြေမလား ဟုတ်ကဲ့စင်ပြပါတယ် ကဲအဲ့ဒါဆိုမေးမယ်နော်အကိုလိုချင်တဲ့ animation ကိုဒီတစ်ပတ်အပြီးရနိုင်မလားဆိုရင်မင်းဘယ်လိုဖြစ်မလဲဟုတ်ကဲ့ရပါတယ်သိကြပါတယ်ဟေ့မင်းအဲ့တိုင်းတစ်ခါရတန်းပြောမှာလားမင်းတင်းက creation သမားတွေပါလို့မင်းမတိုင်မြန်တော့ဘူးလားမလိုပါဘူးကိုကလည်း Christian ပိုင်းညှစ်ထုတ်လို့ရပါတယ် client အရေးကြီးတယ် Okay အဲ့ဒါနောက်တစ်ခုထပ်မေးမယ်မင်း deadline မရဘူးဆိုပါတော့ကွာမင်း client ကိုဘာပြောမလဲဒါများတောင်းပါတယ်ခင်ဗျကျွန်တော်ထက်က manager နဲ့လွှဲပေးလိုက်ပါမယ်သူနဲ့စကားပြောလိုက်ပါခင်ဗျ Okay အဲ့ဒါနောက်ဆုံးတစ်ခုမင်းက customer လို့ပြောထားကွာဒီမှာစောမြချောင်းသောကျွတ်ပြောက်စီငါ့ကိုအဲ့ဒါရောင်းရမင်းပြောရမယ့် key point อ่ะကွာစောမြကလေချောင်းတွေကချွေးကလေးတွေကိုတက်တာစေတယ်ထပ်ပြီးမဖြစ်စေဘူးလို့ပါလို့ပေါ့လိပ်စာဂျာမနီဖြစ်နေနော်အရင်ကနေခဲ့အဲ့ဆိုပြန်မပြန်ရသေးတော့ဟုတ်လာလျှောက်တာအနီမေတာနဲ့နော်ဟုတ်အတွေ့အကြုံတော့ကောင်းအောင်ရှိရမလားဟုတ်အေးတော့ကောင်းအောင်ရရမလားအက်တစ်ကောနည်းနည်းပါရရလား CG ဘိုင်းနဲ့ logo ဘိုင်းဆိုရင်ဘယ်ဘိုင်းကိုပို့ပြီးတော့အားတာလဲဟုတ်โอเคလေအဲ့ဒါညှိကြောင်ပဲဆက်ပြီးပြောအောင်ကိုယ့်ကိုအားနေချက်ကဘယ်ဟာဖြစ်မှထင်လဲအိမ်မြောင်ကျွန်တော်အိမ်မြောင်ကြောက်တယ်အားတာချက်ကရောကျွန်တော်ကပေါင်းဆက်ဆိုင်ကောင်းတယ်အေးမင်းစားတယ်မှာအေးရှိလားဟုတ်ရှိတယ်လို့အဲ့ဆိုကိုခဏပေးတယ်ကိုဒီမှာ interview လေးဆက်ချင်တော့နော်ထိုင်ညီလိုပြရမယ့် project ကအရန်ခက်ကြီးတော့မဟုတ်ဘူးပေါ့ပါလေးပဲဒီset ထဲမှာ client ရပေးရ design လေးရှိတယ်အဲ့လေကို animation လုပ်ပြီးပုတ်ပတ်လေးနဲ့ fancy လေးပေါ့ကွာမင်းအမြင်ကိုလည်းချက်တော့ကြည့်ရအောင်လို့ဟုတ်အေးမင်းကငါမေ့တော်နေတယ် sorry အားနာရလားလို့လေ project idea စဉ်းစားရပြီလားဟုတ်ရပြီပေါ့နည်းပါပါပေါ့ okay အဲ့ဆိုဒီလိုလိုက်ပါလားအခုမင်းကိုပြရတဲ့ client agency က product နဲ့ဒီညီလေးလုံးမဲ့လို့ကအတူတူပဲအဲ့တော့မင်းတို့နှစ်ယောက်ပေါင်းပြီးတော့လုပ်ကြည့်ပါလားရရလေးပေါ့အေးလာအဲ့ဒါခိုင်းလို့လေဒီမှာစာသားနဲ့ဇာတ်ရည်ရှိတယ်နော်ဒီဘက်ကကြော်ညာလေးရဲ့ဆောင်ဖို့ဒီဘက်က product နော်စားတော့ဆိုင်ပါမယ် tissue ပါမယ်စောမြူပါမယ်စောမြူတော့သိရမလားဟုတ်သိရโอเคဒီလက်အဆင်ပြေမယ်နော်အဲ့ဒါဆိုနော်ဟုတ်ရရပေါ့စိတ်ချဟုတ်ပြီရပ်အဲ့လိုကိုထားခဲ့လိုက်နော်ဘာလဲကွာဂျယ်လီလေးကိုဟောကျေးဇူးပဲကိုစားပါဘာလဲဟောကြားလို့ရပါပြီတော်ပါပြီပါစားပါကိုရဒီကွာကျေးဇူးပဲကျွန်တော်လည်းကြိုက်တယ်လို့ဆောင်တာအေးပါကျေးဇူးပဲကို3ခုလောက်တော့ပြီးသွားပြီရပြီလားမသိဩဒီလေးရလေရှိတာမှာ6ခုကွာ6ခုလုံးပြီးအောင်လုပ်လိုက်ပါလားအကူကမ
ညီရဲ့လုံးနိုင်တဲ့တင်ကဘယ်လောက်ကြီးရှိတယ်ဆိုတော့ကိုသိချင်လို့ ဟုတ် ကိုစားပါ ဟောအေးကျေးဇူးပဲကျေးဇူးပဲ ဟုတ်ကိုပြီးသားပြီ ဟုတ်အကုန်ပြောရတယ် ပြီးပါပြီ ဟောတောင်းကြီးဘာမှစိတ်ရတယ်အကုန်လုံး ကျွန်တော်လက်စော့ပုံမှာစေတာလေး အာဟုတ်ပြီအဲ့ညီညီပြန်လိုက်ပါလားဟိုတော့အခုနောက်နေ့ကျရင်ကိုဖုန်းနဲ့ဆက်လိုက်မယ်လေ ဟုတ် နော်နေရတော့နောက်တစ်နေ့လာနေစဆင်းလိုက်ပေါ့နော်အစမ်းက3လတော့ရှိမယ်နည်းနည်းတော့ကြိုးစားပေါ့ โอเค ဟောဒါနဲ့ product idea စဉ်းစားကြည့်စားဘယ်လိုလဲ ရောက်ကို ဘာလို့လဲ supply and demand လေအကိုချောင်းစုံနေဝယ်တော့မှာပေါ့ကျွန်တော်လီယိုနာရိုကကြည့်လို့ပဲ ဩဟောဟဲ့အဲ့တော့ agency ကိုပို့ရမယ့် gift file တွေအားလုံး desktop ပေါ်မှာ ကျွန်တော်လောက်ဆရာမလို့တော့ပေါ့ မလိုတော့ဘူးငါပုံကြံဖန်ပေးလိုက်ပြီမင်းအဲ့ဒါမေးနေတာပို့လိုက်တော့အားလုံးဟုတ်ပြီဒါမှကြည့်လိုက်အောင် ဟုတ်ဟာဂျာကြီးဒီမှာလွဲနေရနော် ဘာလွဲလို့ ဒီမှာလာကြည့်ရော ဘာကြီးလို့ပြတယ် ဒီမှာလေဆဲလေးကြော်ညာမှာရေးရတာချွတ်တလိတ်တွေဝေးဝေးပြေးတဲ့အဲ့ဒါစောမှုစာသားကြီးလေစောမှုကြော်ညာမှာကျတော့ဆဲလေးမှာရေးမယ်လူကြီးမင်းတို့လက်ဆွဲတဲ့ပြီးတော့စားသုံးဆိုင်ကြော်ညာစပွဲပေါ်ကအညီချင်းမြောက်ပယ်ပြတ်လိုက်ပါတဲ့အဲ့ဒါတီရှူးမှာထည့်ရမယ်ဟာကြီးတီရှူးမှာကျတော့တစ်ခါစားသုံးတစ်ပွားလို့အမှတ်ရဆုံးနဲ့စောက်တူလဲပြီးတော့အေးနဲ့လက်တန့်စီကြတော့ပြောင်းမြန်အေးမှာကျတော့တစ်စက္ကန့်တွင်ပိုးသိသေးတဲ့လက်တန့်စီမှာကျတော့မောလိုက်ပါတဲ့အကုန်လုံးစောက်တူလဲအစအနီပြန်လို့ရတော့